လူအခွင့်အရေးဆိုတာဘာလဲလူတိုင်းတန်းလူအခွင့်အရေးလွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်ခွဲခြားဆက်ဆံမှုကင်းရှင်းရေးစတဲ့အခြေခံအယူအဆတွေကစလို့များစွာခြေပြတ်ပါတယ်။ပါဝင်နေမှာလူအခွင့်အရေးချိုးဖောက်မှုတွေဟာကျွန်တော်တို့မသိလိုက်ခင်မှာပဲရှိနေကြတာ။အလုပ်ခွင်မှာလစာအပြည့်မရတာတွေကလေးကိုဆရာကအဓမ္မရိုက်နှက်တာတွေကျောင်းမှာခွဲခြားဆက်ဆံခံရတာတွေအိမ်တွင်းကြမ်းဖက်ခံရတာတွေစတဲ့အရာတွေကလူတွေမသိလိုက်ပဲဖြစ်ပျက်ပြီးတိမ်မြုပ်သွားပါဒီလိုမှောင်မိုက်တဲ့အနာဂတ်တွေပြတ်ပွက်ပြီးကျူးလွန်သူတွေဟာပြစ်ဒဏ်ကင်းလွတ်နေတဲ့လူ့ဖွဲ့ပြီးဖြစ်မလာဘူးကျွန်တော်တို့အားလုံးမှာတာဝန်ရှိပါတယ်လူ့အခွင့်အရေးအတွက်ရည်တည်ဖို့လိုအပ်တဲ့ဗဟုသုတတွေကို CSO Academy ရဲ့ Human Rights Education နဲ့ Human Rights Documentation သင်ခန်းစာတွေမှာအခြေခံလူ့အခွင့်အရေးယူဆများသမိုင်းကြောင်းများနိုင်ငံတကာလူ့အခွင့်အရေးဥပဒေတွေပြင်အခြေခံလူ့အခွင့်အရေးကြောင်းဖတ်တမ်းပြုစုခြင်းလုပ်ငန်းစဉ်များလူ့အခွင့်အရေးချိုးဖောက်မှုမျိုးစားများကမ္ဘာကုလသမဂ္ဂရဲ့ရန်ရာများလူ့အခွင့်အရေးချိုးဖောက်မှုများအားစုံစမ်းစစ်ဆေးခြင်းလုပ်ငန်းစဉ်များစတာတွေကိုပြည့်ပြည့်စုံစုံလေ့လာနိုင်ပါတယ်။သင်ခန်းစာတွေကိုလေ့လာတဲ့အခါ pre-assessment, post-assessment မိကုန်းတွေကိုပြင်ဆင်ပြီးမိမိသင်ကြားခဲ့တာတွေကိုလေ့လာဆန်းစစ်နိုင်မလို့သင်ခန်းစာတွေကိုပြီးမြောက်တက်ရောက်ပြီးရင်တော့ CSO Academy ကပေးရတဲ့ certificate ကိုပါရရှိမှာပါ။ကဲဒါဆို CSO Academy မှာစာရင်းပေးသွင်းပြီးသင်ခန်းစာတွေကိုအခုပဲလေ့လာလိုက်ရအောင်။